ဒီနေ့နေသိမ့်မကောင်းမိမဲ့လဲဆက်လေ့လာပါတယ် ChatGPT စီကနေ vocabulary ရဲ့အဓိပ္ပာယ်ကိုမြန်မာလို translate လုပ်တဲ့အခါမှာအဓိပ္ပာယ်ကွဲလွဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခါပြန်လေ့လာရပါတယ်ဒီနေ့ diagonal နဲ့မြင်းကိုသုံးပြီးတော့ pattern ဆွဲရမှာပါချိန်2 နာရီလောက်ကြာပြီးတဲ့နောက်မှာတော့ရေးလို့ပြီးသွားပါပြီDay 23 vlog ရတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်